ရဲတွေလိုက်လံဖမ်းဆီးဖို့ပြင်လိုက်တဲ့အချိန်မှာတော့အားလုံးကနောက်ကျသွားခဲ့ပါပြီ။တရားခံကဟိုတယ်မှာအေးအေးဆေးဆေးပဲတီးကိုဝင် check in ဝင်ထားပြီးပြီဖြစ်တယ်လို့သူ့ရဲ့အပေါင်းအပါကလည်းဟိုတယ်ရဲ့စောင့်ကြည့်ကင်မရာစနစ် CCTV ကို hacking လုပ်ပြီးထိန်းချုပ်ထားလိုက်ပါပြီ။အခုအချိန်မှာတော့ရဲတွေဟာသူတို့ရဲ့မျက်လုံးနှလုံးထဲကိုပဲအားကိုးပြီးတန်တရားရှိသူတွေကိုလိုက်ရှာနေရပြီမယ်။တခိုးကတော့သူတို့ရှေ့ကနေအေးအေးဆေးဆေးပဲဖျက်လျှောက်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူဟာဘသူ့ကိုမှသူ့ရဲ့မျက်နှာအစစ်ကိုမပြခဲ့ဘူးလို့ပါပဲ။တခြားနီးလန်းမရှိတော့တဲ့ရဲတွေဟာလည်းဟန်မပြတ်ပဲတန်တရားဖြစ်เสียကောင်းတဲ့သူမှန်သမျှကိုလိုက်တားပြီးနီးလန်းပေါင်းစုံနဲ့စုံစမ်းဖို့စူးစမ်းနေရပါတယ်။ဒါပေမဲ့ရဲတွေလုံးဝထဲ့မတွက်ထားမိတဲ့အချက်ကတော့ဒီတခိုးအဖွဲ့ဟာတရုတ်ဆောင်ကောင်းယုံသွေးရည်ယုံတွေမကပဲသူတို့ရဲ့ရုပ်ရည်နဲ့မိသူမိဝါဖြစ်ချောင်း identity ကိုအချိန်မီချက်ချင်းပြောင်းလဲပြနိုင်တာပါပဲ။ဒီလိုနဲ့သူတို့ဟာအရက်ဝေရဲတွေကိုလူကြားထဲကပတ်ချလိုက်အောင်လှည့်စားထားလိုက်ပါတယ်။သူတို့ကိုသူတို့လည်းလွတ်ပြီးလို့ထင်နေခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရဲတယောက်ဟာအစောပိုင်းကတွေ့ခဲ့တဲ့အချက်လက်တေးသေးလေးတစ်ခုကိုရုတ်တရက်တရိယာသွားပါတယ်။သူဟာတစ်ခုခုကိုဘုံကနေတိလိုက်တယ်လို့မျိုးနောက်ကျောင်းပြန်လှည့်ပြီးသူတို့ကိုလိုက်ဖမ်းပါတော့တယ်။ဒါပေမဲ့သူ့လက်ပြောဆိုဆက်တွေမှုတွေကိုလည်းတခုအဖွဲ့ကကြားဖြတ်နားထောင်နေမှသူမသိခဲ့ပါဘူး။ဒီအခြေအနေကိုမြင်လိုက်ရတဲ့ခေါင်းဆောင်ပိုင်းကအဖွဲ့သားအလုံးကိုချက်ချင်းအချက်ဖေးလိုက်ပြီးရဲတွေအာယုံတွေကနေပျောက်ကွယ်သွားဖို့မျက်နှာတွေကိုနောက်တစ်ချိန်ပြောင်းလဲခိုင်းလိုက်ပါတယ်။ရဲတွေကဌာနချုပ်ကအမိန့်ကိုစောင့်နေတဲ့အချိန်မှာပဲတခိုးတွေဟာဟိုတယ်မီဖို့ကြောင့်လည်းကိုဘသူမှသတိမထားမိပဲလူဝင်သွားကြပါတယ်။အဲ့ဒီမှာတင်သူတို့ရဲ့အဝတ်စားတွေကိုချွတ်အစင်သိမ့်ဝက်ထားတဲ့စပင်ထုတွေကိုတတ်ဆန်လိုက်ပြီးမိဖို့ကြောင့်လည်းပြန်ထွက်လာတဲ့အခါမှာတော့အဖြစ်ကင်းစင်ပုံရတဲ့မိန်းကလေးတယောက်အဖြစ်လုံးဝပြောင်းလဲသွားပါတော့တယ်။ဒီလိုအခြေအနေမျိုးမှာတော့ရဲတဲ့အနေနဲ့သူတို့ကိုရိပ်မိဖို့လုံးဝမထင်နိုင်တော့ပါဘူး။ဒီဇက်ကားဟာတကယ်ကိုထိုင်ကုန်အစိုးမှထိုင်ပြီးရင်တထိတ်ထိတ်နဲ့ကြည့်ရမယ် crime action ရုပ်ရှင်ကားကောင်းတကားပါ။မင်းသားကြီးတိုနီလင်းက feeling ဖေးတရုပ်ဆောင်ထားတာပါ။အကယ်လို့သူမကြည့်ရသေးဘူးဆိုရင်တော့ဒီကားကိုအစအဆုံးကြည့်ဖို့ကျွန်တော်အားပေးပါတယ်။စိတ်ပြတ်မှာမဟုတ်ဘူးလို့လည်းအာမခံပါခင်ဗျာ။